ကဲ WhatsApp bro တော့ဒီနေ့မှာ Minecraft တွေကိုအထုံထက်လေးသင်ပေးမှာဖြစ်ပါတယ်ကဲအရင်ဦးဆုံးလိုတဲ့အားလေးအောင်ဒီ software လေးပါဒီ software လေးတခြားမြင်ကြလားမှာhigh software လေးလို software လေးဒီ software လေးကိုရုံးဆုံးအဲ့ဒါတော့ကိုယ်မှာ Minecraft တစ်ခုရှိဖို့လိုပါတယ်အောင်နှိပ်လိုက်မယ်ပြီးရင်တော့တိုးသွားပါလိမ့်မယ်ဗျာလိုင်းရလဲကောင်းချက် Wi-Fi လိုင်းပြီးရင်ဝင်သွားပါလိမ့်မယ်စတာချင်းဆိုရင်တော့နည်းနည်းလေးဟိုလုံးဒီလုံးနဲ့ဖြစ်ပါလိမ့်မယ်တော့ကတော့ခုနကတော့အထုံတစ်ခုထည့်ပြီးသွားပြီဒါလေးကိုနှိပ်ပါမြားလေးကိုနှိပ်ပါပြီးရင်အဲ့လိုမျိုးအောက်ဆွဲလိုက်ပိုဆွဲလိုက်လုပ်လိုက်ပါပြီးတော့ကျွန်တော်ကတော့ဒီမှာဒီအထုံလေးပဲထည့်ပြမယ်မြန်မာ CLARITY လားအဲ့အထုံလေးပဲထည့်ပြီးပါအဲ့လိုမှတွေ့လားအဲ့မှာ download ဆိုရလေးကိုတွေ့လားအဲ့ဒါလေးကိုနှိပ်လိုက်ဒီဟာလေးအဲ့ download လေးပေါ်လာလိမ့်မယ်အဲ့ download လေးကိုနှိပ်လိုက်မယ်မထောင်းအနေနဲ့တော့ bro ထောင်းပါလိမ့်မယ်ကျွန်တော်က down သွားပြီနော် bro တွေ့ရင်တိုင်းပဲအဲ့ဒီအချိန်မှာအဲ့ down ကအဲ့ဒါလေးကိုနှိပ်လူလေးပေါ်လာလိမ့်မယ်အဲ့ကြရင်ဒါလေးကိုနှိပ်လိုက် bro အပေါ်ကဟာကိုနှိပ်လိုက်ထပ်ပြီးအဲ့ကြရင်ကိုတီက Minecraft ပေါ်လာလိမ့်မယ်တော့အလဲက Minecraft ကလေးကိုသုံးပါပါမယ်ခင်ဗျာအဲ့ကြရင် Minecraft တွေကိုဝင်သွားပြီပါMinecraft တွေကိုရောက်သွားပါလိမ့်မယ်ဒီအထိုးလေးထိတ်ကပေါ်လာပါလိမ့်မယ်ခင်ဗျာMinecraft ကလေးရေးရဝင်နေတယ် okayတော့ထည့်ပြမယ်နော်အဲ့အထုံလေးရေးရတော့တိတ်လှမဟုတ်ဘူးဗျကျွန်တော်တိတယ်ခုနတွေ့လာပုံမှာရောက်လာအကြလို့ရှိရင် bro တော့ပြမနော်ဒါမှအပေါ်က wall တစ်ထောင်လိုက်တာအော် bro ခိုင်းတော့ဆက်လေးနေရဗျဆက်လေးနေတယ်ဆိုတော့ကဒီမသုံးတဲ့ software ဖြတ်လိုက်မယ်ဒါဆိုရည်လားမသိပါဘူးတော့ဗီဒီယိုဖြတ်တဲ့ဟာလေးခုချိန်ဒီမကောင်းသေးလို့ပါခင်ဗျာတီးခံပေးတာပါတော့ like and subscribe လေးလည်းလုပ်ပေးပါခဲ့ကြပါကျွန်တော်က subscribe လုပ်တဲ့လူဟိုခုနကမှာ36ရောက်ပြီ bro ရတော့ငိုးချင်းတယ်ခုချိန်မရဘူးကွာအဲ့ဆိုတော့ YouTube လည်းသွားရတော့ဟေးဗီဒီယိုဖြတ်လည်း like လည်းညောင်းနေတော့ကဒီအောက်ကဖတ်လိုက်ဖြတ်လိုက်ပဲ okay လောက်ဆိုရပြီကျင်တော့ bro တော့ပြောရင်ရပြီရလို့လိုက်တော့okay နော်မနိုင်တို့လေ16နိုင်54နိုင်54နိုင်ထိုးမှာခလိုက်ထွေးစားကွာ bro စကင်ဟလေးရှိတော့ bro ပြန်မျှဝေခဲ့ကြအောင်ဗျာကျွန်တော်စကင်ဟလို့မရဘူး bro ရတော့စိတ်စည်းရဲမှုတွေမကြည့် bro နော် bro အဲ့လိုအတုံးထည့်ပြီးသွားရင်အမဒီအပေါ်ကတွေ့တာအောက်ကဟာမဟုတ်နော်အပေါ်ကဟာလေးကိုနှိပ်လိုက်တော့အဒုံနေထောင်းတာဗျာအဲ့ဒါမို့လို့နော်အပေါ်ကဟာလေးကိုနှိပ်လိုက်အမဒိုင်းမိုးကဒိုင်းမိုးကလေးပေါ်လိမ့်မယ်ဒီဥစ္စာထည့်ရင်ပြောနော်မသိရင်တော့မသိဘူးအဲ့ဥစ္စာလေးကိုနှိပ်လိုက်အပေါင်းလေးပေါ်လာပြီတွေ့လားအပေါင်းလေးကိုနှိပ်လိုက်ပြီးအပေါ်ကဒီ Minecraft ဆိုရင်ပြောရက်နဲ့ Minecraft တော့လည်းမသိဘူးပြီးတော့အပေါ်ကတွေ့လားအဲ့ဒါလေးကိုနှိပ်လိုက်ဒါလေးအဲ့လေးကိုအမှတ်ကောင်းကလေးပြအောင်နှိပ်လိုက်ပြီးအပေါ်ဆွဲလိုက်ပြီးဟိုချိန်ရလေးကြီးတည်နေပါဦးဗျာရေးတယ်မှာပါလေကွာဂိမ်းလေးရောက်မှချိန်တော့မယ်ရပြီ bro အချိန်မှာဂိမ်းလေးဝင်သွားပြီဟိုတော့ graphic ဘိုင်းနေပြမယ်တော့ graphic ဘိုင်းနေရတော့သူနာထည့်သွားတော့တော်လက်တယ်တွေ့လားစတာတွေက graphic တွေ show လိုက်တော့ bro အတုံးထည့်ရလို့ပါဗျာဒီလိုပေါ်မှာမပေါ်ဘူး bro ရဆက် bro တော့မနေ့တော့လာဒါပုံမှန်ဆိုရင်ဒီလိုမဟုတ်ဘူးဒါ bro လာဒါအတုံးထည့်ရလို့ခရီးပိုင်းပြီဘလို့အဲ့လိုမလုပ်ပါနဲ့ကွာကြောက်ပါတယ်လေနေရောအမှုဝိုင်းကြောက်ပါမနေ့ကကျွန်တော်လာအပြင်မှာဘလိုတယောက်နဲ့တွေ့ဘာတော့မေးရကိုမစော်ရှိလားတဲ့ဖြေလိုက်ပါရှိပါရဲ့လို့ရေးတွေပါကြည့်မယ်ရေးတွေဘလော့ပြောင်းလဲသွားလဲဟဲ့ရေးရလဲအရေးရတဲ့အပေါ်ကအဝိုင်းလေးအလုံးလေးပေါ်လာပဲထူးဆန်းသွားတယ်ကဲအာပါချက်ကြည့်အောင်အာပါကြည့်မယ်အာပါအေးအဲ့မို့ဒီမှာအာပါကြည့်မယ်ဟိုအာပါကြီးကတော့လမ်းပါကြီးဘူးချိုးလာအောင်အာပါကြီးကဒီဇိုင်းကတမျိုးထူးဆန်းသွားတာဒီမှာအကုန်လုံးကပြောင်းသွားတယ်နော်သူမလိုပဲပြောင်းလဲသွားပေါ့အဲ့ဒီမှာဒါ
ဒါကလည်းအိုးဒါကလည်းစောက်ရလန်းတော့ရခင်ဗျာပစ်ကက်အိုးပစ်ကက်ကလည်းပစ်ကက်မဟုတ်ဒီမှာပစ်ကက်အိုးမိုက်ရပါဂိုးရအပဲရှာကြည့်အောင်ဂိုးရအပဲဘလို့ပုံရပေါက်လဲလို့အပရိုရှိုးလာ crash တွေပဲကြီးတွေပါပုံစံပြောင်းသွားတယ်အဲ့ဒါ crash တွေပဲမဟုတ်အဒီပါ crash တွေကြောက်ဟုတ်ပါလေခုနတော့ဗာပြောရလေငါအိုးနောက်ကလေကွာအဲ့ဒါမို့လို့စမတော့တာဗာပြောပါလေကွာတို့ဗာပြောရလဲတော့နှာခေါင်းကြီးကိုရင်ကြည့်မယ်ခုနပြောရပြီးမှကြည့်မယ်နှာခေါင်းကြီးပါလေနှာခေါင်းကြီးဥပါတယ်မသိဘူးနှာခေါင်းကြီးဥဒါလားမသိဘူးကွာဗလီဂျာတွေ့ပြီဟဲ့ဟာဗလီဂျာလေးကွာခွေးရုပ်ကြီးခွေးရုပ်ပေါဟောဘိုးရှိုးလိုက်ဟောတပေါင်းလေဟောဒါကြောက်ကိုကြိတ်တယ်လို့ကြည့်လိုက်တော့ပြမယ်နော်တွေ့လားရှင်တော့လို animation ဖတ်တယ်မပါဘူးတွေ့လားပိုင်းနော် bro ဒီတော့နည်းနည်းရှောက်သွားမယ်ရှောက်မသွားတော့ bro ဗီဒီယိုရရှိနေမှာဆိုလို့တော့ဒီကနေပဲထွက်လိုက်ပါပြီခင်ဗျလိုက်အောင်ဆောင်လိုက်လေးလုံးဖို့လည်းမမေ့ပါနဲ့ကျွန်တော်ယူဆုံးတော့လုံးစရာရှိသေးရဲ့ဗျဗာလဲဆိုတော့ hi bro sorry bro ဒါလေးကိုတော့တိကျပ်မိကြပါဗျာတော့အဲ့ဒါလေးပဲပြောရပါတယ်ဒါလေးကိုတော့တိကျပ်မိကြပါဗျာ